everyone ဒီနေ့မှာတော့Lina ကမိကိုအတန်သွင်းခိုင်းထားလို့ပဲဖြစ်ပါတယ်။သူကတော့ကျောင်းပစ္စည်းတွေပြရတာပါ။မောင်ပေါ့နော်။သူကတော့အတန်သွင်းခိုင်းထားတာပါ။သူလည်းမသွင်းချင်ဘူးပေါ့နော်။ဆိုတော့မိကိုသွင်းပေးရတာပါ။ဒါလေးကကြတော့သူ့ရဲ့ book လေးပေါ့နော်။သူကခုမှ grade 1 မှရှိပါသေးတယ်။မားလည်း book ပါ။ the last one ကတော့ဖန်ဆာခိတ်လေးပဲဖြစ်ပါတယ်ဒါနဲ့ဟုတ်ပါဘူး sorry ဖန်ဆာခိတ်မဟုတ်ပါဘူးရှင်ကြည့်ပါလေကိုစာအုပ်ဖတ်စာအုပ်ပေါ့နော်တရားလေးကကြတော့ဖန်ဆာခိတ်လေးပါဖန်ဆာခိတ်လေးရပေါ့နော်သူကဖဖော်လေးကြိုက်လို့ပေါ့နော်ဒါလေးကတော့ရူလာဒါတွေကကြတော့ဖန်ဆယ်ပေါ့နော်ဒါကြတော့ရှာပနာပါပြီးတော့ဖန်ဆယ်ပေါ့နော်ဒါလေးthe last one ကကြတော့ဗာလေးဖြစ်မယ်ဒီမှာပါ eraser လေးပါပေါ့နော် eraser သူ့မှာနှစ်ခုရှိပါတယ်ပြီးတော့သူကခဲလိုက်ကြချင်တဲ့ဆိုတော့ပြလိုက်တာပါမှာပေါ့နော်ရှိမှကိုနဲ့စင်တူလေးပါအဲ့ဒါလေးပြီးတော့သူ့ရဲ့ backpack စီကိုတွားပါတယ်backpack ကကြတော့ပေါ့နော်သူက grade 1ဆိုတော့နည်းနည်းတရလေးပဲလောက်ထားပါတယ်ရှိမှကြတော့သူဒူးစက်တွေရှောက်ထည့်ထားတယ်ဒူးစက်တွေဆိုရောနော်ပြောရဲကဲဒီနေ့မှာတော့ဒီလောက်